မင်္ဂလာပါရှင်ဒီတစ်ခါတော့ချုပ်ပြပေးမှာကတော့ body frame ဆွဲတဲ့ရုံနဲ့ရိုးရိုးလက်ပြပွားဝေးလေးတစ်ထည်ကိုလူတိုင်းလိုက်ချုပ်လို့လွယ်အောင်လို့လွယ်ကူတဲ့နည်းလမ်းလေးတွေနဲ့ချုပ်ပြပေးပါမယ်ရှင်ဒီမှာဆိုရင်အင်ဂျီရှည်ချမ်းအတွက်ပုံအောင်ဖြတ်ဆက်ပုံစံမျိုးလေးချုပ်ပြပေးထားပါတယ်ပထမဆုံးချုပ်ရမှာကတော့ကျမတို့ဒီရင်ရွေလေပင်ပေါက်နာမှာကျိုးလေးပေါ့နော်အဲ့ဒီကျိုးလေးအတွက်ဒီအလှချမ်းကိုပိုးမယ်မလှဘက်ကိုအပေါ်ကတင်မယ်ပေါ့နော်လှတဲ့ဒီပိတ်ဆက်ရဲ့အလှချမ်းကိုအတွင်းပတ်ထားပြီးတော့ချုပ်ရိုးလေးလိုက်ပါမယ်ကျိုးအကြီးသေးကိုတော့မိမိစိတ်ကြိုက်လုပ်လို့ရပါတယ်ပြီးသွားတဲ့အခါမှာဘေးသားအနားလေးတွေကိုညှက်ထုတ်ပြီးတော့ဒီလန်တန်လေးနဲ့ထိုးထည့်ပါမယ်ထိုးထည့်ပြီးတဲ့အခါမှာအဲ့ဒီလန်တန်လေးရဲ့ထိတ်ချုံလေးကိုပိတ်စာတွေကိုထိုးထည့်မယ်ထိုးထည့်ပြီးတော့ခေါင်းလေးနဲ့ဆွဲပြီးတော့ညှက်လိုက်မယ်ပေါ့နော်ညှက်ပြီးတဲ့အခါမှာအသားလေးဆွဲယူလိုက်ပါမယ်တကယ်လို့လန်တန်မရှိဘူးဆိုလို့ရှိရင်လည်းဘယ်လိုမျိုးကျိုးလုပ်လို့ရလဲဆိုတာကိုကျွန်မတင်ထားပေးပါတယ် short video အနေနဲ့ဝင်ကြည့်လို့ရပါတယ်ရှင်ဒါဆိုရင်ဒါကျိုးလေးပြီးသွားပြီပေါ့နော်ကျိုးလေးပြီးသွားပြီဆိုလို့ရှိရင်ကျမတို့ဒီအင်ဂျီလေဘင်းမှာတက်လိုက်တယ်ပေါ့နော်တခါတည်းတက်ပြီးသွားပြီတက်ပြီးသွားတဲ့ခါမှာအင်ဂျီရှိချာကိုလေဘင်းပေါက်ဖောက်မယ်ဖောက်ဖို့အတွက်လေဘင်းနာတစ်ဝိုက်ကိုပိတ်စာလေးတစ်ထပ်ခံပြီးတော့ချုပ်တယ်ပေါ့နော်ဒီမှာဆိုရင်ကျမကပိုးပြီးချုပ်ရလွယ်ကူအောင်ပိတ်စာတွေကိုတခါတည်းဓာတ်ဆက်ကြိုလိုက်ထားတယ်ပေါ့နော်ဒါဆက်ကြိုလိုက်ထားတဲ့အခါကျတော့အေးဆေးချုပ်လို့ရတယ်တကယ်လို့ချုပ်ပြီးမှလိုက်မယ်ဆိုလည်းရတယ်ပေါ့နော်ဒါဆိုရင်လေဘင်းပေါက်လေးကိုပေါက်ချင်တဲ့အကျယ်ဝန်းလေးကိုဒီမှင်လေးနဲ့တခါတည်းယာထားလိုက်တယ်ပေါ့နော်ယာပြီးအပေါ်ကနေအကြောင်းလေးလိုက်မယ်လိုက်ပြီးတဲ့အခါမှာညှက်ထုတ်လိုက်ပါမယ်ညှက်ထုတ်ပြီးတော့ဒီမှာအတက်ပြန်လုပ်လိုက်တယ်ပေါ့နော်အတက်ပြန်လုပ်ပြီးတော့အပေါ်ကနေအချီချောင်းလေးနဲ့တစ်ချောင်းထပ်ပြီးပေးပါမယ်တကယ်လို့မလွတ်တဲ့နေရာလေးတွေဆိုရင်ကကြီးတောက်ရလေးပေးပါမယ်တကယ်လို့ white တဲ့နေရာလေးတွေမှာဆိုရင်ပေါ့နော်ဒီမှာဆိုလို့ရှိရင်ကျမကဒီဘောင်းမီချုပ်ရင်းနဲ့ပို့လာတဲ့ပိတ်စာပေါ့နော်ပို့လာတဲ့ပိတ်စာဆိုတော့မလောက်ဘူးပေါ့နော်မလောက်တဲ့ခါကျတော့ဒီအတွင်းဘက်ကလေဘင်းနေမှာကုတ်တဲ့ဟာတွေမှာလည်းတီးတယ်ပြီးရင်ရှေ့အင်ဂျီရဲ့ရှေ့ချမ်းပေါ့နော်ရှေ့ချမ်းမှာဆိုလို့ရှိရင်ကျမခေါက်ရွက်နဲ့အပြည့်ယူဖို့အတွက်ပိတ်စာမလောက်ဘူးမလောက်တဲ့ခါကျတော့ရင်စေးလည်းမချုပ်ချင်ပေါ့နော်ရှေ့ကွဲရင်စေးလည်းမချုပ်ချင်ဘူးအဲ့တော့အင်ဂျီကိုခါးနာကနေပြီးပိုင်းပြီးတော့အပေါ်အောက်ဖြတ်ပြီးတော့ချုပ်လိုက်တယ်ပေါ့နော်အဲ့တော့ဒီခါးနေရာလေးအတွက်ဒီမှာတစ်ပိုင်းပြန်ဆက်ပါမယ်ဒါရှေ့ချမ်းအတွက်ပေါ့နော်ဆက်တဲ့ခါမှာကျမကတစ်လနှစ်လမှလောက်ပို့ပြီးတော့ယူထားတယ်ပေါ့နော်နှစ်လမှလောက်ပို့ယူပြီးတော့အောက်နားလေးကိုနည်းနည်းလေးတွန့်မယ်ပေါ့နော်ဒီတိုင်းပဲဆက်မယ်ဆိုလို့ရှိရင်ဆက်ရာကြီးကိုအရန်တိတာမှာဆိုလို့ကျမကတွန့်ဖို့အတွက်ပါနှစ်လမှလောက်အများကြီးပို့ထည့်လိုက်ရတယ်ကျမဒီမှာကတော့ပို့တဲ့ပိတ်စာလေးနဲ့ချုပ်တာဆိုတော့နှစ်လမှလောက်ပဲအပို့ထည့်လို့ရတယ်အဲ့နှစ်လမှလောက်နဲ့ဆက်လိုက်တယ်ဆက်ပြီးသွားတဲ့ခါဒါကအင်ဂျီရဲ့နောက်ချမ်းလေဘင်းပါနောက်ချမ်းလေဘင်းပေါက်ကိုလည်းရှေ့ချမ်းမှာတော့ရှေ့ချမ်းမှာချုပ်ထားတဲ့ပုံစံမျိုးလေးပဲလေဘင်းအကုတ်ပုံစံမျိုးလေးလူချင်းတို့နောက်ချမ်းကိုမှကျမဒီပုံစံမျိုးလေးပဲလုပ်လိုက်တယ်လေဘင်းကုတ်တာတွေကလုံးကုတ်တွေပါတယ်မျိုးစုံရှိတယ်ပေါ့နော်ဒီမှာဆိုရင်ကျမကရှေ့ချမ်းနောက်ချမ်းလေးကိုတူအောင်လို့တမင်တကအနောက်ကိုလည်းအတက်လေးခံပြီးချုပ်လိုက်တယ်ဒါဆိုရင်ချိုးရလည်းတစ်ချက်ဖိရပေါ့နော်ပြီးသွားပြီဆိုရင်ပခုံးနှစ်ဖက်ကိုတွဲပါမယ်ပခုံးနှစ်ဖက်တွဲပြီးသွားပြီဆိုလို့ရှိရင်တော့ဒီဂျိုင်းကိုချုပ်ပန်ပေါ့နော်ဂျိုင်းလေးကိုကုတ်မယ်ပေါ့နော်လုံးကုတ်ပုံစံမျိုးလေးကုတ်ပါမယ်လုံးကုတ်ပုံစံမျိုးလေးကုတ်မယ်ဆိုတော့ကြိုက်တဲ့ဘက်ကိုထားလို့ရတယ်တချို့ကြတော့လေအလှဘက်ကနေပြီးတော့မလှဘက်ကိုချိုးတယ်တချို့ကမလှဘက်ကနေအလှဘက်ကိုပြန်ချိုးတယ်မျိုးစုံရှိတယ်ပေါ့နော်ဒါကတော့မိမိလှမယ်ထင်တယ်လို့ကိုကြိုက်တယ်လို့လုပ်လို့ရတယ်ပေါ့နော်ဒီမှာတော့ကျမကဒီမလှဘက်ကချုပ်ပြီးလှတဲ့ဘက်ကိုကျမပြန်ပြီးချိုးချမှာပေါ့နော်ကဲချုပ်ပြီးသွားပြီဆိုချုပ်ရိုးရပြီးကဒီချုပ်ရိုးချောင်းတွေကိုမလိုအပ်တဲ့ဟာတွေညှက်ထုတ်လိုက်တယ်ညှက်ထပ်ပြီးတော့တစ်ဖက်ကိုပြန်လှန်ချိုးချလိုက်တယ်အဲ့ဒီမှာချိုးချလိုက်တဲ့ဒီကွတ်စာလေးကိုဘင်းညာနှစ်ဖက်လုံးကိုဖိပြီးတော့ချုပ်ရိုးချောင်းလေးပေးလိုက်ပါမယ်တကယ်လို့အဲ့ဒီနေဂျိုင်းကွတ်စာကြီးပေါ့နော်ဂျိုင်းကွတ်စာကြီးကိုအပြင်ဘက်မှာဒီလိုမျိုးကြီးခြူရိုးချောင်းနဲ့ထင်းထင်းမဖြစ်ချင်ဘူးဆိုလို့ရှိရင်တော့ဒီအလှဘက်ကချုပ်ပြီးမလှဘက်ကိုပြန်ဖိချတဲ့ပုံစံမျိုးလေးနဲ့ချုပ်လို့ရတယ်ပေါ့နော်ဒါဆိုရင်ကျမအလှဘက်ကအဲ့လိုဖြစ်သွားမယ်ပြီးတဲ့အခါမှာအင်ဂျီဘေးနှစ်ဖက်ကိုတွဲပါမယ်ဒါဆိုရင်တော့ကျမတွဲပြီးသွားပြီပေါ့နော်ပြီးသွားပြီဘေးနှစ်ဖက်တွဲပြီးဆိုကျမဒီအောက်ခြေနားလေးကိုပဲခောက်လိုက်မယ်ခောက်တဲ့ခါမှာလည်းဒီနှစ်ထပ်ခောက်တဲ့ပုံစံမျိုးခောက်လို့ရတယ်ကျမတော့ဓာတ်ဆက်စားပြီးတော့ပဲတခါတည်းပဲချက်တည်းပဲခောက်လိုက်ပါတယ်ဒါဆိုရင်တော့လုံးဝချုပ်ပြီးသွားပြီပေါ့နော်လူတိုင်းလိုက်ချုပ်လို့လွယ်ကူတယ်ယူရှင်းပြီးလှတယ်ဒီအပွားဝအင်ကြီးလက်ပြက်လေးဖြစ်သွားပြီပေါ့နော်ရှေ့ချမ်းအတွက်အပေါ်အောင်ဒီဖြတ်ဆက်လုပ်ထားတဲ့နေရာလေးပေါ့နော်ခါးနေရာနဲ့ဖြတ်ဆက်လုပ်ထားတဲ့ဟာလေးဆိုရင်လည်းအတုံးလေးနှစ်လမှလောက်ထည့်ပြီးတွန်းထားဖြစ်တဲ့အတွက်ကြောင့်ပိတ်စာမလောက်လို့စက်ထားမှန်းသိမသိတာပေါ့နော်ဒီအဲ့တော့ဗီဒီယိုလေးကိုစုပ်တိရှိရှုပြီးတဲ့အတွက်လည်းကျေးဇူးအများကြီးတင်ပါတယ်တကယ်လို့သိချင်တာလေးတွေရှိခဲ့မယ်ဆိုရင်လည်းဗီဒီယိုရဲ့အောက်မှာ comment လေးမှန်ခဲ့ပြီးလို့ရပါတယ်နောက်တဲ့ဗီဒီယိုလေးတွေမှာပြန်လည်ဆုံတွေ့ကြပါမယ်ရှင် channel လေးကိုလည်း subscribe လုပ်ပြီးတော့အားပေးလို့ရပါတယ် bye bye